ဒီကနေ့ scholarship webinar sharing day 4မှာအဓိကဖိတ်ချထားတဲ့ guest speaker ကတော့မအင်ဂျင်ဆိုပဲဖြစ်ပါတယ်ရှင်မအင်ဂျင်ဆိုရဲ့ profile လေးကိုတစ်ချက်လောက်ပြပြပေးချင်ပါတယ်ရှင်မအင်ဂျင်ဆိုကတော့ Macfarlane University မှာ partial scholarship for international student 2023ပညာသင်ဆုကိုရရှိထားပြီး Macfarlane University မှာ Bachelor of English ကိုပညာသင်ကြားနေသူပဲဖြစ်ပါတယ်ရှင်လက်ရှိမှာမကတော့ IELTS instructor နဲ့ General English Tutor အဖြစ်ဆောင်ရွက်လက်ရရှိပါတယ်ရှင်။ Macfarlane University တွင်ပညာသင်ကြားခဲ့သည့်အတွေ့အကြုံများနဲ့ Macfarlane Partial Scholarship for International Student ကိုလျှောက်ထားခဲ့သည့်အတွေ့အကြုံများကိုဒီကနေ့မှာ sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်မို့မအင်ဂျင်ဆိုကို scholarship နဲ့ပတ်သက်ပြီးတော့ information လေး sharing လုပ်ပေးဖို့ဖိတ်ကြားပါတယ်ရှင်။ဟုတ်ကဲ့ပါမင်္ဂလာပါရှင်ညီမတို့အခုလက်ရှိ MFU မှာ Liberal Arts and English Program ကို third year second sem ပေါ့နော် third year တက်ရောက်နေတဲ့မန်နီဆိုဖြစ်ပါတယ်ညီမရထားတဲ့ scholarship ကတော့ဒီ Macfarlane scholarship for partial scholarship for international students scholarship ကို2023ကရခဲ့တာပေါ့နော်ဆိုတော့အဲ့ scholarship နဲ့ပတ်သက်ပြီးတော့ညီမအသေးစိတ်ပေါ့နော် sharing လေးလုပ်ပေးချင်ပါတယ်တခါရဲ့ sharing လုပ်ရင်းနဲ့ပေါ့နော်အဲ့ဒါကြောင့်လေ့လာလို့ရမယ် apply လုပ်လို့ရမယ် link လေးကိုလည်းတခါရဲ့ comment တွေမှာချပေးလိုက်မယ်ပေါ့နော်ဘာလို့လဲဆိုတော့အခု scholarship ကကျောင်း application လည်းဖွင့်ပြီးဆိုတော့ scholarship လည်းရှောက်လို့ရပြီဆိုတော့လေတခါရဲ့ link လေးပါအလွယ်တကူဝင်ကြည့်လို့ရအောင် comment တွေမှာမှတ်မိလိုက်မယ်ပေါ့နော်ခဏနေကြဒီ scholarship ကိုညီမကဒီတခြားကျောင်းသားတွေကိုလည်း sharing လုပ်ချင်တယ်အဲ့လိုရှောက်ပေးစီခြင်းရှောက်စီခြင်းနဲ့အကြောင်းပြချက်ကကြတော့သူကအရန်ကြီးအဲ့လို interview တွေမရှိဘူးကျောင်းနဲ့ scholarship ဖြစ်တဲ့အတွက်ကြောင့်မို့လို့interview တွေအဆင့် step အများကြီးမရှိဘူးပြောမယ်ဆို application လုပ်တဲ့ကျောင်း apply လုပ်တဲ့ criteria နဲ့အတူတူနေပါလောက်ပဲပေါ့နော်ဆိုတော့ကျောင်းကို apply လုပ်တဲ့document plus English proficiency result ပဲလိုတာပေါ့နော်ဆိုတော့ကျောင်းကို apply လုပ်တဲ့အခါမှာတော့ program alike ပေါ့နော်သူရဲ့လိုအပ်ချက်တွေ document တွေရောရှိရပေါ့အဓိကကတော့ဒီ high school transcript ပေါ့နော် high school certificate နဲ့ high school transcript ရှိရင် Macfarlane University မှာဒါ bachelor degree apply လုပ်လို့ရပြီပေါ့program align ညီမတို့ကအခု statement of purpose ရေးရမယ်တချို့program တွေကတော့ portfolio တွေပါလိုတယ်ညီမတက်နေတဲ့ liberal arts in english ကတော့ portfolio မလိုဘူးပေါ့ high school certificate high school transcript jar statement of purpose ပြီးတော့ passport ပေါ့ဒါပဲလိုတာပေါ့နော်ဆိုတော့တခြားဥမာ IT တို့engineering ဘိုင်းတွေတက်ချင်ရင်တော့portfolio လေးရှောက်ရထပ်ပြီးထည့်ရတဲ့ major လေးရောရှိပေါ့ဒါပေမဲ့အဲ့ဒါကျတော့အသေးစိတ်ညီမ website ထဲမှာကိုစိတ်ဝင်စားတဲ့ program လိုက်ကြည့်လို့ရအောင်တော့ထည့်ပေးလိုက်မယ်ပေါ့ညီမရှောက်တော့ညီမ liberal arts in english ကတော့အဲ့လို portfolio တွေလိုတာတော့မရှိခဲ့ဘူးပေါ့ဆိုတော့ apply လုပ်ပြီးတော့အဲ့ဒါ application လုပ်ဖို့အတွက်လိုအပ်တဲ့ document တွေပေါ့နော် scholarship ကလည်းအဲ့လိုပဲ application လုပ်တော့အတိုင်းပဲ passport လိုမယ် statement of purpose လိုမယ်ပြီးတော့ high school certificate high school transcript ဒီလေးမျိုးအပြင်သူကEnglish proficiency test ပေါ့နော် English proficiency test ကိုလိုမယ်ပေါ့နော်ဆိုတော့ IELTS ဆိုရင်အနည်းဆုံး6ရှိရမယ် TOEFL ဆိုရင်ကျတော့72TOEFL IBT ဆိုရင်တော့72TOEFL ITP ဆိုရင်တော့543ပေါ့943 TOEIC ဆိုရင်တော့အနည်းဆုံး985မှတ်ရထားတဲ့လူဖြစ်ရမယ်ပေါ့နော်ဒါကတော့ minimum score တွေပေါ့နော်ဒါပေမဲ့အဲ့ထက်ပိုပြီးတော့များရနိုင်ရင်တော့ကောင်းတာပေါ့နော်ဆိုတော့ IELTS IELTS TOEFL TOEIC ဒီ3ခုပေါ့နော်3ခုရဲ့ English proficiency test တစ်ခုရှိထားတော့မှဒါ scholarship ကိုရှောက်လို့ရမယ်ပေါ့ကျန်တဲ့ interview process တွေရောလုံးဝမရှိဘူးပေါ့နော်ဒီ scholarship ကအဲ့ခါကျတော့ညီမတို့ interview process မှာကအလိုမျိုးပြောမယ်ဆို interview process မှာညီမတို့အရေးချင်းတွေကိုပြရတာမျိုးမဟုတ်ဘဲねအဓိကအဲ့လို English proficiency test result ကောင်းဖို့ရယ်ကိုယ် high school transcript မှာရှိရယ်ဒီ score တွေကောင်းဖို့ရယ်အဓိကပေါ့နော်
ဆိုတော့အမှညီမကနေပြီးတော့ application လုပ်လိုက်တယ်ပြီးတော့ scholarship ကိုပါတစ်ခါရေးရှောက်လိုက်တယ်ပေါ့နော်ဒါပေမဲ့သူက link နှစ်ခုပဲဝင်ရှောက်ရတာပေါ့နော်application နဲ့ scholarship တွဲရှောက်ရတာမျိုးမဟုတ် application ကတက် submit လုပ်ဒီဘက်က scholarship ကလည်းတက် submit လုပ်ရတာပေါ့ညီမအဲ့ဒါဒီထဲလေးမှာ link လေးတစ်ချက်ချပေးလိုက်မယ်နော်ညီမရဲ့ဒီ Zoom meeting comment လေးရမှာပဲဆိုတော့ညီမကအဲ့တော့ high school certificate ကလည်းဒီအမှတ်ဒီ high school transcript ကအမှတ်တရလည်းကောင်းခဲ့တယ်လို့ပြောရမယ်ပေါ့နော်ပြီးကြ IELTS ကလည်းအဲ့တော့ band 8ရခဲ့တာဖြစ်တဲ့အတွက်a scholarship အတွက် selected လုပ်ခံရတယ်ပေါ့နော်ပြီးတော့ scholarship criteria လေးရောရှိရပေါ့နော်ဒီ scholarship ရပြီးသွားရင်ဘယ်လိုမျိုးစီမင်းစည်းကမ်းတွေကိုလိုက်နာမလဲဆိုရဲrule and regulation လေးရောရှိရပေါ့နော်အဲ့ဒါမှသူကဒီ၄နှစ်စလုံး scholarship ဆက်ပေးရဖြစ်တယ်ပေါ့ညီမရရဲ့ scholarship ကတော့ partial ဒီ emerging ရထားတဲ့ post မှာအတိုင်းပေါ့နော် MFU partial scholarship for undergraduate students လို့ခေါင်းစဉ်တက်ထားဖြစ်တဲ့အတွက် partial ပေါ့နော် tuition fees တော့အကုန် cover ဖြစ်တယ်ဒါပေမဲ့နေစိတ်စားစိတ်တော့လုံးဝမပါဘူးပေါ့နော်ဒါပေမဲ့Macfarlane University ဒါကချင်းရိုင်ပေါ့နော်တာချီလိတ်နယ်စပ်နာကချင်းရိုင်မြို့မှာတက်ရဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင်Bangkok တို့ချင်းမိုင်နဲ့အောင်နေစိတ်စားစိတ်ကကွာရပြောရမယ်ဆိုရင်ကြည်ကြည်လေးတုံးတတ်တယ်နေရတယ်စားရတယ်ဆိုရင်ပတ်စံအများကြီးမကုန်ဘူးပေါ့ဘန်ကောက်တွေလိုမြို့ကြီးမှာနေရလို့ပတ်စံအများကြီးမကုန်ဘူးတကယ်လို့ slow life peaceful ဖြစ်တဲ့ရာသီဥတုအေးရလေးစိတ်နာလေးသဘောကျရဆိုရင်ဒီမှာအေးဆေးပဲဖြတ်သန်းလို့ရရောပတ်စံအများကြီးမကုန်ဘဲနဲ့အခုဆိုရင်ညီမကဒီကျောင်းနားမှာပဲပေါ့ဒါပေမဲ့ကျောင်းဆောင်မှာမဟုတ်ဘဲနဲ့ကျောင်းပြစ်မှာထွက်နေရဲ့အဲ့လိုဆိုရင်ညီမဒါတယောက်တည်းနေရပါတော့ညီမခန်းထဲမှာဆိုရင်ဒါတလကိုနေစိတ်ကဒါ3000ပဲ but privacy အပြည့်အဝရရပေါ့ဒါမျိုးဆိုဒီလိုဈေးနဲ့ Bangkok မှာတယောက်တည်းနေလို့မရဘူးဆိုတဲ့ခါကျအဲ့လို peaceful life ကိုကြိုက်တယ် slow life ကိုကြိုက်တယ်ဈေးသက်သာခြင်းနေဆိုရင်တော့ဒီ Macfarlane University ကိုရွေးချယ်တဲ့နေပေါ့နော်ဘာလို့လဲဆိုတော့ tuition fees တွေကလည်း3000ခွဲညီမရဲ့ liberal arts and English major ကတော့ဒါ3000ခွဲကျော်ပေါ့နော်3000ခွဲကျော်ကနေပြီး4000ကျော်အတွင်းပဲဖြစ်တဲ့အတွက်ကြောင့်မလို့တက်နိုင်တဲ့အနေအထားမှာရှိရပေါ့ကျောင်းသားအများစုတက်နိုင်တဲ့အနေအထားမှာရှိရဲတကယ်လို့ scholarship မရခဲ့ရင်တော့မှာပေါ့ scholarship ရရင်တော့အများကြီးကောင်းတယ်ပေါ့ညီမရရဲ့ scholarship ဒီလည်းဒါတစ်နှစ်တည်း cover ဖြစ်တာမျိုးမဟုတ်ဘဲねဒီbachelor program တစ်လျှောက်လုံး၄နှစ်လုံးပြီးတာဖြစ်တဲ့အတွက် sorry တော့အေးမိထားလိုက်ဆိုတော့ bachelor program ၄နှစ်တစ်လျှောက်လုံးပြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့၄နှစ်လုံးဒါကျောင်းလကကိုလုံးဝစိတ်ပူစရာမလိုတော့ဘူးပေါ့နော်ဒါပေမဲ့ကျောင်းဘက်ကိုပြန်ပြီးတော့ semester တစ်ခုကိုနာရီ30အလုပ်လုပ်ပေးရမယ်ပေါ့အဲ့ဒါကလေဒီကျောင်းတွင်းပေါ့ဟိုတို့စီမှာ part time job ကတော့ဒါကတရားဝင်လုပ်လို့မရဘူးပေါ့နော်ဆိုတဲ့အခါကျဒီကျောင်းတွင်းအလုပ်တွေပဲပေါ့ကျောင်းတွင်းအလုပ်တွေဆိုဥမာဘယ်လိုမျိုးလဲဆိုရင်ပွဲဒီမှာကူညီပေးရမယ်ဒါမှမဟုတ်ရင်ဥမာကျောင်းကoffice desk တွေရှိရပေါ့နော်အဲ့လိုမျိုးမှာဒါ receptionist လို့မျိုးတပတ်တရက်ဒါမှမဟုတ်ရင်ကိုအားရဲ့အချိန်ပေါ့ကို available ဖြစ်တဲ့အချိန်ကိုဒါ semester ကိုနာရီ30ပြည့်အောင်လုပ်ပေးရပြီပေါ့နော်ဆိုတော့တစ် semester ကိုနာရီ30ဖြစ်တဲ့အတွက်ကြောင့်မလို့2 semester ကိုဒါနာရီ40နာရီ60ပြည့်ရပြီပေါ့နော်ဆိုတော့အဲ့ဒါကိုတော့၄နှစ်စလုံး consistent ဖြစ်နဲ့လုပ်ပေးရမယ်ပေါ့
ပြီးကြရင်ကျောင်းမှာဒါကျောင်းစီမင်းစည်းကမ်းနေနဲ့အညီလိုက်နာရမယ် GPA ကို2.5 အောက်မကျအောင် semester တိုင်းစာကြိုးစားပြရမှာပေါ့နော်ဆိုတော့ GPA ကိုထိန်းရမယ်ပြီးတော့ဒီခုနပြောလို့ scholarship hour ပြအောင်ပြန်ပြီးတော့အလုပ်လုပ်ပေးရပြီပေါ့နော်ညီမရှိလေးတစ်ချက်လောက်တောက်ချင်လို့ရလားမသိဘူးရှင် sorry ပါဟုတ်ရပါတယ်ကျေးဇူးရှင်ပါတယ်ဒီမှာအေးမိထားလို့လေစတိုက်စကားပြောအတန်းဝင်ပါဆိုတော့ဟုတ်ရပါတယ်ဟုတ်ကဲ့ဆက်ခါကြညီမနှစ်တုန်းက2023တုန်းကဆိုတာစုစုပေါင်း bachelor လျှောက်တဲ့ international ကျောင်းသားတွေအကုန်လုံးနေရာမှာ2ယောက်ပဲယူရပါတော့2023တုန်းကတော့ဒါပေမဲ့တဖြည်းနဲ့ကျောင်းကိုအလိုမျိုးပိုပြီးစိတ်ဝင်စားမှုများလာတော့အခုလောလောဆယ်တော့နှစ်တိုင်း4ယောက်လက်ခံမှာပေါ့ဒီ semester မှာတော့စုစုပေါင်း8 scholarship ကို4ယောက်ပေးမှာပေါ့ဒါဆိုဒီ international ရွေးချယ်ရ international student 4ယောက်ဒီဒါ4နှစ်စလုံး tuition fee ကင်းလို့ခွင့်ပေါ့expense တခြား expense living expense မပါဘဲနဲ့ tuition fee ကင်းလို့ခွင့်ကို4နှစ်စလုံးရမယ်ပေါ့နော်ဆိုတော့အရင်ကောင်းတဲ့ opportunity မို့လို့ try ကြည့်လို့ရပါတယ်တကယ်လို့အဲ့ဒါကို try လို့မရခဲ့ဘူးဆိုရင်တော့ကျောင်းတက်ပြီးမှာပေါ့ကျောင်းတက်ပြီးမှာဆက်ပြီး try လို့ရတဲ့ scholarship တွေလည်းရှိသေးရဲ့ပေါ့ဥပမာ second year ကနေပြီးတော့စ try လို့ရတဲ့ scholarship တွေကကြတော့ MFU outstanding scholarship for international students ပေါ့နော်ဒါလည်း international students တွေအတွက်ပဲသူကကြတော့ second year မှာကိုယ့်ရဲ့ GPA လိုက်ပေါ့ GPA ကတော့4အပြည့်ရထားရင်တော့အကောင်းဆုံးပဲဘာလို့လဲဆိုတော့အဲ့ GPA ကအဲ့ scholarship ကကြာအရင် competitive ဖြစ်တယ်သူက scholarship ဒီကျောင်းသားတွေမှာစအတော်ဆုံးပေါ့စာအတော်ဆုံးကျောင်းနဲ့ activity တွေမှာ involve အဖြစ်ဆုံးကျောင်းသားတွေကိုပဲရွေးချယ်ရဖြစ်တဲ့အတွက် interview တော့လည်းမရှိပေမဲ့ GPA ဆိုလည်းအပြည့်ပေါ့4ရထားတော့မှဒါတေချာရဲ့ scholarship ပေါ့နော်အဲ့ဒါကြတော့ပေးတဲ့ကျောင်းသားအရေးအတွက်လည်းပုံများတယ်ဒါပေမဲ့သူကတစ်နှစ်စာပဲရမှာပေါ့အဲ့ scholarship ကို outstanding scholarship for international students selected အလုပ်ခံရတယ်သူကတစ်နှစ်စာရမယ်ဒါပေမဲ့လည်းကိုကနှစ်တိုင်းပြန်လျှောက်ခွင့်ရှိတယ်2025မှာကိုအရွေးချယ်ခံရတယ်ဆိုပေမဲ့2026အတွက်လည်းကိုဆက်အရွေးချယ်ခံလို့ရတယ်ပေါ့ဆိုတော့တစ်နှစ်ပဲရဖြစ်ပေမဲ့လည်းနှစ်တိုင်းရခြင်းဒါထပ်ပြီးတော့ try ကြည့်လို့ရတယ်ပေါ့နော်ပြီးတော့အဲ့လိုမျိုးအဲ့လောက်ကြီး competitive ဖြစ်တာမကြိုက်ဘူးဆိုရင်ဟိုမှာ12000နဲ့ scholarship တို့ပါလို့ရှိရThai baht 12000ပြရပါအဲ့ဒါတော့ဒီ semester တိုင်းရှိရပါအဲ့ဒါတော့အရေးအတွက်ပို့ပြီးတော့များပြီးရအဲကျောင်းကို selected ဒါကျောင်းမှာတက်ရောက်နေတဲ့ကျောင်းသူကျောင်းသားတွေပဲရှောက်ခွင့်ရှိရဲ့ scholarship တွေပေါ့နော်ဒါမဲ့ဟိုမှာခုနပြောလို့ဒီ4နှစ်ဆက်တိုက်ပေါ့တစ်ခါရရင်လည်း4နှစ်ဆက်တိုက်tuition fee ကိုပူပင်မရှိပဲတက်လို့ရတာကြတော့ခုညီမရထားတဲ့ scholarship လေးပေါ့နော် MFU scholarship for partial scholarship for international students ပေါ့နော်သူက international student တွေဖြစ်တဲ့အတွက်ဒါမြန်မာနိုင်ငံအတွက်ပဲတော့မဟုတ်ဘူးเนาะအာဆီယံအဖွဲ့ဝင်နေဆိုရင်ရှောက်လို့ရတယ်ဆိုကိုနဲ့ပြန်ရမယ့်လူတွေကတခြားအာဆီယံနိုင်ငံကကျောင်းသားတွေလည်းပါမှာပေါ့เนาะဒါမဲ့အခုနောက်ပိုင်းက number ကတဖြည်းဖြည်းနဲ့လက်ခံတဲ့ကျောင်းသားကြီးတော့ပိုများလာပြီအခုဆို4နေရာတောင်ရှိရဖြစ်တယ်တော့ပိုပြီးတော့ chance များတယ်ပေါ့เนาะ2023တုန်းက2ယောက်ပြီးရ2024နဲ့5မှာ3ယောက်စီပြီးရအခု2026မှာကျတော့4ယောက်ထိပြီးရပေါ့เนาะတော်တော်များများလေးမြန်မာကြီးလည်းပါကြတယ်အဲ့ဒီ4ယောက်မှာဆို2ယောက်3ယောက်လောက်ကမြန်မာဖြစ်တာမျိုးများတယ်ဆိုတော့ criteria အနေနဲ့ကလည်းGED ပြီးလို့လည်းရတယ်ပေါ့မြန်မာနိုင်ငံအထက်တန်းမဟုတ်လဲ GED ပြီးထားလည်းရတယ်GED transcript certificate ပြလို့ရတယ်ဒါမှမဟုတ်မြန်မာအထက်တန်း transcript certificate လည်းပြလို့ရတယ်တကယ်လို့က scholarship ကိုစိတ်ဝင်စားဖို့ scholarship မလျှောက်ချင်ဘူးဆိုရင်ကျတော့ English proficiency test ကိုကျောင်းက test ကိုပဲဖြေလို့ရတယ်ပေါ့နော်ကျောင်းက test ပဲဖြေပြီးတော့ apply လုပ်လို့ရတယ်ဒါပေမဲ့ကိုကခုညီမပြောလို့မို့ဒီ scholarship ကိုလျှောက်ချင်တဲ့ကျောင်းသားဆိုရင်တော့ဒီ IELTS
TOEFL TOEIC ကတော့မဖြစ်မနေလိုရပေါ့နော်ဆိုတော့အခုဒီကျောင်းမှာတက်လို့ရတဲ့ program လေးရာကြပါလေးရှိမလဲဆိုရင်innovative food science and technology agri-food logistic and BA in logistic and applied chain management cosmetic science beauty technology public health environmental health occupational health and safety sports and health science computer engineering digital and communication engineering software engineering materials engineering digital technology for business innovation multimedia technology and animation, applied Thai traditional medicine, physical therapy, traditional Chinese medicine, laws, business law and Chinese communication English, Thai language and culture for foreigners, business Chinese, Chinese language and culture, Chinese studies, accounting, business administration, economics, nursing science, applied chemistry, bioscience, teaching Chinese language, international development, Doctor of Dental Surgery program ပေါ့ဒီ program นี่အကုန်ရှောက်လို့ရတယ်scholarship ကလည်းဒီ program အားလုံးအတွက် apply ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုစိတ်ဝင်စားတဲ့ program လေးဒီ list ထဲမှာရှိရင် try ကြည့်လို့ရတယ်ပေါ့နော်ဒါပေမဲ့ခုနကပြောလို့ program alike လိုအပ်တဲ့ document တွေကတော့ကွာသွားမယ်ပေါ့နော်တချို့ program တွေဆိုရင်ထိုင်းစာတစ်နှစ်သင်ရတာမျိုးလည်းရှိရယ် nursing program လို့ဆိုထိုင်းစာကိုတစ်နှစ်သင်ပြီးတော့မှကျောင်းမှာပဲတစ်နှစ်သင်ပြီးတော့မှ join လို့ရတာမျိုးတွေလည်းရှိရပေါ့ဆိုတော့ဒီချပေးထားတဲ့ဒီ link ထဲမှာသွားပြီးတော့လေ့လာလို့ရတယ်ပေါ့နော်ဘယ် program alike ဘယ်လိုdocument တွေတင်ရမှာလဲပေါ့နော်ဘာလို့လဲဆိုတော့ခုက application တွေလည်းစပြီးဖွင့်နေပြီးရှောက်လို့ရနေပြီဆိုတော့လေအခုညီမပြောတဲ့ဒီ scholarship လေးရဲ့ MFU partial scholarship for international student ကကြတော့ deadline က March 31st ပေါ့နော်အခုလာမယ် March 31st မှာdeadline ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအခု January February March တစ်လလုံးလည်းပြင်ဆင်ချိန်ရှိသေးတယ်။တကယ်လို့ကိုက ISD ပါဖြည့်ခြင်းနဲ့ဆိုလဲပေါ့ပြင်ဆင်မှု2လ3လလောက်ကျန်နေရပေါ့။ဒါမှမဟုတ်ကအရန်ကြီးအဲ့လိုခုနက IELTS exam fee တွေကတက်လာတဲ့ခါကျတော့TOEFL TOEIC တစနဲ့ exam fee လေးတက်တာအဲ့လိုမျိုးလဲ try ကြည့်လို့ရတယ်ပေါ့နော်ဆိုတော့အရင်ပြောမစ interview အစင်းစင်းဖြတ်ကျော်ရတာမျိုးမဟုတ်ဘဲနဲ့ဒီ proficiency test လေးရယ်high school transcript high school certificate လေးရယ်အဲ့အမှတ်လေးကောင်းအောင်လုပ်ထားဖို့ရယ်ပေါ့နော်ဒါမျိုးလေးကိုတေချာအာယုံဆိုင်ရင်ရပြီဆိုတော့လေနောက်တစ်ခုကကျ statement of purpose ပေါ့ statement of purpose ကကြတော့ scholarship အတွက်တည်တတ်မှာပေါ့ဒါကျောင်းကဘယ် program apply လုပ်လို့ statement of purpose ရေးရဖြစ်တယ်အဲ့လို statement of purpose ကောင်းကောင်းလေးရေးထားဖို့ရယ်ဒီ3ချက်လေးလောက်ပဲfocus လုပ်ရင်ရပြီဆိုတော့လေအကုန်လုံး try ကြည့်ဖို့အားပေးချင်ပါတယ်ရှင်ဟုတ်ဒီမေးချင်တဲ့မေးခွန်းလေးရှိလို့ရှိရင်မေးလို့ရပါတယ်နော်ဒီမှာလာဆိုတအားချဲနေချင်းရိုင်ဘက်ကတောင်တန်းဒေသဆိုတော့လေအရန်ချဲအေးကြိုက်တဲ့လူဆိုတော့အစင်ညီမကရန်ကုန်ကလာဆိုတော့ဟိုအချမ်းမခံဘူးလေတိတ်ပဲအခုက7 73လောက်ဖြစ်နေတဲ့ခါကျတော့ချမ်းရောဖြားနေတာဒီရပိုင်းနေဟုတ်ကဲ့ပါနေမကောင်းဖြစ်နေတဲ့ကြားထဲကအမတို့တေချာလေးချိန်ပြီးလို့ကျေးဇူးများတင်ပါတယ်ဒီ Manfline University ရဲ့ဒီ scholarship ကတော့အခုလက်ရှိမှာတော့ကျောင်းသားတွေစိတ်ဝင်စားကြတယ်များရတယ်ပေါ့နော်ဒီမှာမိကုမေးထားတဲ့ကျောင်းသားတွေလည်းရှိပါတယ်သူတို့ကိုစားအမမေးပေးမယ်ပေါ့နော်ဒီမှာလေးကိုအခုလောလောဆယ်တော့ဒီ chat မှာမေးထားလေးရှိတယ် scholarship condition တွေကတဲ့ implement the activity or initiative proposed in the statement of purpose during the first or second year of study ဆိုတာလေးကရောဘယ်လိုမျိုးကိုပြောတာလဲရှင်ဟုတ်ကဲ့အခုကိုယ့်ရဲ့ program align statement of purpose မှာကိုယ့်ရဲ့ career အကြောင်းကိုယ့်ရဲ့future goal တွေအကြောင်းထည့်ရေးတာမျိုးရှိမယ်ပေါ့နော်အဲ့နဲ့ပတ်သက်ပြီးခုနညီမပြောလို့မို့အကြောင်းမှာ scholarship hour ပေါ့နော် scholarship hour ရဖို့အတွက်အကြောင်း activity လေးတွေ join မိရတယ်ခုနလိုမျိုးအကြောင်းအလုပ်လေးတွေကိုကူလုပ်ပေးရတယ်ပေါ့အဲ့လိုမျိုးလေးရှိရဲအဲ့ဒါ
အဲ့ဒီဥစ္စာကိုပဲသူပြောချင်တာပါရှင်ဆိုတော့ first or second year of study တင်မဟုတ်ဘူးပေါ့သူကတကယ်4နှစ်စလုံးအဲ့လိုကျောင်း activity တွေမှာကူညီပြီးတော့ scholarship hour စုရမယ်ကြာအဲ့4နှစ်စာလုံးကိုအဲ့လိုတခါလေးလေဥမာနိုင်60ဆိုနိုင်240တခါလေးလောက်တာအဲ့လိုလည်းမရဘူးသူကဒါတစ်နှစ်စာ60စီပဲလောက်ထားလို့ရမှာပေါ့နော်အဲ့ဒါ4နှစ်လုံးလုံနေရမယ်အရာပေါ့နော်ဆိုတော့သူ scholarship အတွက်ကျောင်းကိုလုံအားပြန်လုပ်ပေးရဖြစ်တဲ့အတွက်အဲ့ဒါနဲ့ပတ်သက်ပြီးသူကမိုးဘိုးတွေပါရတာမျိုးတော့မရှိဘူးပေါ့နော်ဒါအဲ့အတွက် scholarship ပြန်ရတာဆိုတော့ဟုတ်ဒါပေမဲ့တကယ်လို့ကိုက scholarship ကျောင်းသားမဟုတ်ခဲ့ဘူးဆိုရင်ကြတော့တချို့ office work တွေမှာကူပေးရင်အဲ့လို monthly allowance ဒါမှမဟုတ် daily allowance ပေးတာမျိုးရှိရပေါ့တချို့ office work တွေဆိုတစ်လကိုထောင်ကနေတစ်ခါရဲ့တစ်လတစ်ခါ4လတစ်ခါလို့allowance ပေးရမျိုးလည်းရှိရတချို့department တွေမှာတစ်ရက်တစ်ခါ allowance ပေးရမျိုးတွေပေါ့နော်အဲ့လိုလည်းရှိရသူကအဲ့ဒီအလုံးမှာဝင်လုပ်ပြီဆိုရင် scholarship hour ယူမှာလားဒါမှမဟုတ်ရင် allowance ယူမှာလားပေါ့တစ်ခါရဲ့ပြောထားတယ်ပေါ့နော်ဒါပေမဲ့ကိုက scholarship ကျောင်းသားဆိုရင်တော့ဒါ allowance မယူဘဲနဲ့ scholarship hour ကိုပဲယူရတာပေါ့နော်ဟုတ်ကဲ့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့မှဆက်ပြီးတော့မေးချင်တယ်ပေါ့နော်အဓိကဒီကျောင်းမှာဒီအလုပ်လုပ်တာနဲ့ပတ်သက်ပြီးတော့ကျောင်းသားတွေကများသောအားဖြင့်မေးလို့ရှိရပေါ့နော်ကျောင်းတိုင်နဲ့အလုပ်လုပ်လို့ရလားပေါ့ဆိုတော့ MFU မှာကဒီပြောရမယ်ဆိုရင်ကျောင်းတွင်းမှာအလုပ်လုပ်လို့ရတဲ့ part time ပုံစံမျိုးလေးပေါ့နော်အဲ့တော့ဒီ scholarship လျှောက်တဲ့ကျောင်းသားမဟုတ်ဘဲနဲ့ဒီတိုင်း MFU ကို self funded နဲ့လာတက်မယ်ဆိုလို့ရှိရင်ရောအဲ့ကျောင်းသားတွေအနေနဲ့ရောဒီလိုအလုပ်တွေပေါ့နော်လုပ်လို့ရနိုင်လားရှင်ဟုတ်ခုနညီမဒီ mention လုပ်သွားတဲ့အတိုင်းပဲပေါ့နော်ဟိုအပြင်ကအလုပ်ကိုကြာဒီထိုင်းနိုင်ငံအလုပ်ကိုကြာတော့ကျောင်းသားအနေနဲ့ officially တော့လုပ်လို့မရဘူးအဲကြောင့်မို့ညီမဆိုရင်ဒီ online ကနေပြီးတော့IELTS တခြား IELTS ကျောင်းသားတွေကိုပြန်ပြီးတော့ instructor အနေနဲ့band score ကောင်းကောင်းရအောင်လို့ guide အနေနဲ့ပြန်လုပ်ပေးနေတယ်အဲ့လိုမျိုးလေးကနေပတ်စံဝင်တာရှိတယ်ပေါ့နော်ဒါပေမဲ့ကျောင်းတွင်းပေါ့သူတို့ officially ခွင့်ပြုထားတဲ့အလုပ်တွေပေါ့နော်ဥပမာကျောင်းထဲမှာဆိုရင် department တွေအများကြီးရှိတယ်ဥပမာ registration department ဆိုရင်ဒါကျောင်းသားတွေ course တွေလာပြီး register လုပ်တာနဲ့ပတ်သက်ပြီးကူညီရတာမျိုးတို့ဥပမာ M4U center ဆိုပြီးတော့ဒါ M4U center ကကြာကျောင်း international ကျောင်းသားတွေအတွက် visa ကိစ္စတွေပါမေးမြန်းလို့ရ information desk လိုမျိုးပေါ့နော်အဲ့လိုမျိုးမှာကူညီပေးရမျိုးတို့ဆိုရင်တော့အရင်အများကြီးတော့မဟုတ်ဘူးမဲ့ပေါ့နော်တနာကြီးအဲ့လို5-60လောက်ရရပေါ့နော်ဒါဆိုရင်တချို့ရက်တွေကိုအားရရက်တွေသွားလို့ရင်ဒါစားစရိတ်လောက်လေးတော့ရရပေါ့နော်အဲ့လိုမျိုး officially ကျောင်းတွင်းရဥစ္စာလေးရောလုပ်လို့ရတယ်ဒါမှမဟုတ်လည်းလို့ work from home လေးလုပ်ရင်တော့ဒါအပိုဝင်ငွေလေးရောဝင်တာပေါ့နော်ဟုတ်ကဲ့ပါဒီထဲမှာကျောင်းသားကြောင့်မေးထားတာလေးဖြည့်ပေးပါအောင်ရှင်အာညီမလေးမစီကမေးထားတာပါကျောင်းတက်ရတဲ့ overall experience ကအဆင်ပြေလားတဲ့ academic အရာရော lifestyle အရာရောသိချင်ပါတယ်ရှင် safe ဖြစ်လားလဲသိချင်တာပါတဲ့ scandal တစ်ခုလည်းတွေ့မိလို့ပါတဲ့ဟုတ်အဲ့ဒါကြတော့လေ personal experience တယောက်ချင်းစီနဲ့လည်းဆိုင်တာဆိုတော့လေဒါညီမတယောက်အတွက်ဒါ overall good experience ဖြစ်တယ်ဆိုတခြားလူတွေအတွက်ကလည်းကိုနဲ့တူတူပဲဖြစ်လိမ့်မယ်လို့ပြောလို့မရဘူးပေါ့နော်ဆိုတော့ညီမအတွက်ကကြာညီမက liberal arts in English တက်နေတာဆိုတဲ့အခါကျတော့ CRE ရဲ့မှာကဒါ Thai CRE လည်းရှိရဲ့အခုနောက်ပိုင်းဆိုမြန်မာကဆရာမတွေလည်းရှိရပေါ့နော်တချို့တဝက်ပြီးတော့Philippines Indonesia ဒီလိုကဆရာမတွေရှိရပေါ့တချို့ရကြပြောပေါ့နော် English ဆို Thai ဆရာတွေတင်တော့ accent ရောမရှိဘူးလားနားလေလားညီမအနေနဲ့ကြအခုထိတော့ဆရာတွေအကုန်လုံးကအဲ့လိုအကုန်လုံးအဆင်ပြေရဟို communicate လုပ်တာအကုန်လုံး English လိုပဲဥပမာသူကတချို့ရေးဆိုရှိရပေါ့တချို့ကျောင်းနေဆိုရင်ပြန်ကြရမှာဆရာထိုင်းလိုပဲပြောရပေါ့နော်ထိုင်းလိုပဲပြောရ international student ရှိရအောင်မှဒါ English လိုမပြောဘူးအဲ့လိုမျိုးတွေလည်းတချို့ program တွေမှာလို့ပြောရလူရှိရပေါ့နော်ဒါပေမဲ့ညီမအနေနဲ့ကတော့ဒီ English major မှာတက်နေတဲ့ကျောင်းသူနေနေကတော့ဆရာတွေကအကုန်လုံးဆရာရောကျောင်းသားတွေရောပေါ့နော် English လိုပဲ communicate လုပ်တယ်နားထောင်လူတိုင်းညီမတို့လည်း Burmese accent ရှိတယ်လို့ပေါ့သူတို့လည်း Thai accent ရှိရဲ့တချို့လည်း Filipino accent ရှိရဲ့ဆိုတော့နာ accent ရှိပေမဲ့လည်းအကုန်လုံးနားလည်လို့ရတယ်အခုကဘာသာရပ်ပိုင်းဆိုင်ရာကို study လုပ်တာဆိုတဲ့အတွက်ကြောင့်မို့လို့
ဘာသာရပ်ပိုင်းဆိုင်ရာတော့အရင်ဂျင်းနဲ့အားရမှုရှိရယ်ညီမတက်နေ English program ရယ်နဲ့ education ဘိုင်းကိုပို့ပြီးတော့ရင်းနေပေါ့နော်သင်ရရဲ့ course တွေကဥမာ instructional design တို့ပါဆိုဒါ lesson plan တွေဘယ်လိုဆွဲရလဲတို့ဥပမာphonetics ဘိုင်းတို့ဒီလိုမျိုးတွေအဓိကသင်ရဆို education ဘက်အဲ့လိုမျိုးနောက်ပိုင်းအဲ့လို instructor တို့ဒါပါ teacher တို့လုပ်ချင်တဲ့လူတွေအတွက်သင်ရော်ရယ်ပေါ့နော်ပြီးတော့ညီမတို့ third year မှာက major elective ဆိုပြီးတော့ကိုလိုချင်တဲ့ subject ကိုလိုချင်တဲ့ field ဘိုင်းက subject တွေကိုရွေးချယ်လို့ရတယ်ဥပမာ research ဘိုင်းသွားမယ်တော့ research နဲ့ဆိုင်တဲ့ major တွေကိုresearch နဲ့ဆိုင်တဲ့ course တွေကိုရွေးရပေါ့ဒီ interpreter ဘိုင်းသွားချင်တဲ့လူတွေကအဲ့ဒါနဲ့ဆိုင်တဲ့ course တွေကိုရွေးရမျိုးပေါ့နော်ကိုရဲ့ field of interest နဲ့လိုက်ပြီးတော့ course တွေကိုလည်းရွေးလို့ရတယ်ပေါ့နော်ဆိုတော့ညီမအတွက်ကတော့အခုလောလောဆယ်ဒီ teaching ဘိုင်းနဲ့ပတ်သက်ပြီးတော့အစင်မပြေရတော့တခါမှကြုံခဲ့ဘူးတာမရှိဘူးချင်း communication ဘိုင်းနဲ့ပတ်သက်ပြီးတော့ဆရာနဲ့ကျောင်းသားကြားရဒီလို interaction relationship တွေနဲ့ပတ်သက်ပြီးတော့ဘာမှခက်ခဲကြုံခဲ့ရမျိုးတော့မရှိဘူးပေါ့နော် lifestyle အရာတော့ညီမပြောတဲ့အတိုင်းပဲအဲ့ဒါကြောင့် personality နဲ့ဆိုင်နေပေါ့နော်ဟို slow life နည်းနည်း peaceful ဖြစ်တာကြိုက်တဲ့လူဆိုရင်တော့ဒါလုံးဝ suitable ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကိုကလိုမျိုးလုံးဝ city life ပေါ့ကားကြီးအများကြီးတိုက်ကြီးနေအဲ့လိုနေချင်တဲ့လူအတွက်ဆိုတော့ဒါသူတို့အတွက်ရေရှည်ကြရင်တော့အခက်အပြင်းလာမျိုးတွေပါတော့ရှိမှာပေါ့အဲ့ဒါကြောင့်ကိုယ့်ရဲ့ preference နဲ့ဆိုင်တာဆိုတော့လေလူတိုင်းဒီမှာလာအရန်ပျော်ကြဟဲ့အဲ့လိုမျိုးကတော့ဒါအကုန်လုံးအတွက်တော့ဟုတ်မယ်မထင်ဘူးရှင်ဒါပေမဲ့ခုနကပြောလို့မို့ဒါကချင်းရိုင်လိုတောင်တန်းဒေသပိုင်းဖြစ်တဲ့အတွက်ကြောင့်ရာသီဥတုအေးမဲ့တော့ slow life ဖြစ်တယ်ပြီးတော့အဲ့ဒါ slow life ဖြစ်တာနဲ့အညီပဲခုနပြောလို့မို့နေစိတ်စားစိတ်တရားအစားအကုန်သက်တာရေပေါ့နော်ကိုချွေတိုင်းချွေတာတလောက်ပေါ့နော်ကိုကြစ်လင်းနဲ့နေလို့ရရဲဟို Bangkok တွေပါတယ်လို့မို့နေစရိတ်စားစိတ်အရန်ဈေးကြီးတာမျိုးမရှိဘူးခုနညီမပြောလို့ပေါ့ညီမအခုကျောင်းပြင်မှာထွက်နေရဲညီမအဲ့လိုတယောက်ခန်းမှနေရပါတော့အိမ်ကတော့တကယ်ချင်းနဲ့ share နေရဆိုမှညီမတယောက်ရဲ့တက်ခန်းနေရဆိုဒါဘတ်3000ပဲပေါ့ညီမကျောင်းထဲမှာနေခဲ့တော့ဆိုရင်4ယောက်ခန်းပေါ့နော်4ယောက်ခန်းပဲဒါပေမဲ့နေရဲ့လူက3ယောက်ပဲရှာကျောင်းက3ယောက်ပဲတူတူချရတဲ့အတွက်ကြောင့်မို့အဲ့တော့ဆိုတစ်လောက်1000ပဲတစ်လောက်1000ပဲဆိုတော့ semester တစ်ခုလုံးမှ4000ပဲပေါ့နေစိဆိုရင်အဲ့တော့ဆိုနေစိစားစိကတော့အခုတက်တော့အများကြီးပိုတက်တာပေါ့ဒါပေမဲ့အခုကျတော့တယောက်တည်းနေရော privacy ပိုရှိသွားတယ်ဈေးလည်းနည်းနည်းပိုပေးရတယ် but still affordable not very costly ဟို Bangkok တွေလုံးအရင် costly မဖြစ်ဘူးဆိုတော့စဉ်းစားကိုမလာရင်စဉ်းစားကြည့်ဝင်အဲ့လို slow life ဖြစ်တာလေးနေနိုင်လားပေါ့နော်ဒါမှမဟုတ်လဲလို့ Bangkok လိုမျိုးကြီးပြကြီးမှာအဲ့လိုမျိုးနေချင်တာလားပေါ့ဒါပေမဲ့ဒီမှာလည်းအဲ့လိုညီမတော့အဓိကဆိုင်ကယ်မရှိလို့ပေါ့နော်ဆိုင်ကယ်စီးရမှာလည်းနည်းနည်းကြောက်လို့ဆိုင်ကယ်ရှိရင်တော့သွားရလာတာတော့အဆင်ပြေကိုပြင်းမျိုးရဲသွားလိုက်တခြားနေရာလေးသွားလေလိုက်လုပ်လို့ရပါညီမတို့ကဆိုင်ကယ်လည်းမရှိဘူးသွားရတာလည်းအဲ့လိုအရင်မကြိုက်ဘူးဆိုကိုယ့်ဘာသာကိုလေးပဲနေဖြစ်တာတော့များတယ်ညီမတို့ lifestyle အရာကိုဒီ academic ပိုင်းအရာအဆင်ပြေရပေါ့နော်ဟုတ်အမနည်းနည်းလေးထပ်ဖြည့်ပြီးတော့မေးချင်ပါတယ်ဒီကျောင်းသူတွေကိုစားပေါ့နော်transportation အနေနဲ့ဆိုလို့ရှိရင်ကျောင်းသားကျောင်းသူကဒီဆိုင်ကယ်ရှိထားမှပို့ပြီးတော့အဆင်ပြေတာမျိုးလားဒီ bus တို့ van တို့တခြား taxi တို့အဲ့ဒါမျိုးလေးတွေရောရှိလားရှင်ဟုတ်အဲ့ဆိုညီမကတော့ဒါ living example ပဲပေါ့နော်ညီမအခု third year second sem ရှိပြီညီမရှိမှ2023ကညီမရောက်ခဲ့တာပေါ့နော်ညီမအခုဒီ site နဲ့တခါမှလည်းမငါဘူးကျောင်းကို transportation အနေနဲ့ဘယ်လိုလဲဆိုကျောင်းထဲမှာတော့ကြာညီမတို့ကျောင်းတွင်းသွားလာတာကြာတော့ shuttle bus လေးရှိရပေါ့နော်ကျောင်းကတအားကျတဲ့အတွက်ကြောင့်မလို့ညီမတို့ကလည်းကိုယူရဲ့ course alike building တစ်ခုကနေတစ်ခုကိုပြောင်းနေရတာသွားနေရတာဆိုလေတစ်ချိန်နဲ့တစ်ချိန်ကြာဆိုအဲ့ဒါကိုလမ်းလျှောက်ပြီးသွားလို့ရတာအဆင်မပြေဘူးဆို shuttle bus လေးနဲ့သွားလို့ရအဲ့ဒါလည်းအရင် frequent ဖြစ်တယ်3မိနစ်တစ်စီး5မိနစ်တစ်စီးလောက်လာရပေါ့နော်ပြီးတော့အဲ့ဒီထိုင်းကကျောင်းနေရတော့ကျောင်းပြင်ကခင်းနေဒီကျောင်းတဲနဲ့အရန် distance ရှိရလေအရန်ကျဲလေဆိုတဲ့အခါကျအဲ့ဒီကျောင်းဂိတ်ဝါကနေပဲဒီကျောင်းထဲက building တွေကိုစီကိုရောက်ဖို့က
1 kilometers လောက်ဝေးမယ်ထင်တယ်အဲ့ဒီအတွက်ကကြတော့ green bus တွေစီစဉ်ပေးထားတာရှိရပေါ့နော်ကားအစိမ်းလေးပေါ့ဆိုတဲ့အခါကျညီမကကျောင်းဆောင်မှာနေတော့ကကြအဲ့ green bus တွေစီးကြရမလို့ကျောင်းထဲက shuttle bus လေးနဲ့ပဲကျောင်းဆောင်ကနေကျောင်းကိုနေရဲ့အဆောင်ကနေကျောင်းဆောင်အဲ့ shuttle bus နေနဲ့ပဲသွားတာပေါ့နော်အခုညီမကကြတော့ဒီအပြင်မှာနေတဲ့ခါကျကျောင်းပြင်မှာနေတဲ့ခါကျညီမမနေ့ကျရင်အဲ့ green bus gate လေးကိုသွားလိုက်တယ် green bus gate နဲ့ညီမအိမ်ထဲကလေလမ်းလျှောက်ရင်9မိနစ်10မိနစ်လောက်ပဲကြာပါဘောနော်9မိနစ်10မိနစ်လောက်ရှောက်တယ်ကြာအဲ့ green bus နေကျောင်းထဲကိုသွားရင်အဲ့လို10ဘတ်ပေးရတယ်ပေါ့တခါသွားရင်10ဘတ်အဲ့ဒါဆိုသွားကျောင်းထဲကိုလိုက်ပို့ပေးရယ်ဆိုတော့အဆင်ပြေပေါ့နော်ညီမအတွက်ကတော့ဒီ3နှစ်စလုံးဆိုင်ကယ်မရှိဘဲနဲ့ကိုယ့်ဘာသာကိုအဲ့ green bus လေးစီးလိုက် shuttle bus လေးစီးလိုက်အဲ့လိုလေးပဲသွားလာနေရပါတော့ဆိုတော့ဆိုင်ကယ်ရှိမှလုံးဝအဆင်ပြေမယ်အဲ့လိုတော့မဟုတ်ဘူးပေါ့နော်ဟုတ်တခါလေကြာရင်တော့ညီမနည်းနည်းအဲ့လို green bus မရောက်တဲ့နေရာမှာမြို့တဲကိုပါသွားချင်တာဆိုတော့ညီမ Grab taxi နဲ့ပဲတငယ်ချင်းတွေငှားပြီးတော့3-4ယောက်လောက်ငှားပြီးတော့သွားကြတာပေါ့နော်ဟုတ်ဟုတ်ကဲ့ညီမလေးအဲ့ဒါဆိုရင်ဒီ Grab တို့ Bolt တို့တော့ရှိရပေါ့နော်ဟုတ်ကဲ့ရှိရရှင် Grab taxi ရော Grab bike ရော Bolt taxi ရော Bolt bike ကြ InDrive ဆိုတာလေ InDrive ကားတွေလည်းခေါ်လို့ရတယ်ခုနညီမပြောပါမယ်နော် Green bus က10ဘတ်ဆိုမယ်ကျောင်းထဲက shuttle bus ကတော့ပတ်စံမပေးရဘူးเนาะဒါကျောင်းလာကရဲမှာပါပြီးသားပေါ့ဟုတ်ကဲ့ပါဆိုနောက်ထပ်မေးခွန်းလေးတစ်ခုရှိပါတယ်အမလျှောက်တုံးကတဲ့ SAT ရောပါခဲ့သေးလားသိချင်ပါတယ်ရှင်တဲ့ဟုတ်အမလျှောက်တုံးကကြတော့ SAT မပါပါဘူးဘာလို့လဲဆိုတော့ခုနပြောလို့ high school transcript high school certificate နဲ့ပဲလျှောက်တာဖြစ်တဲ့အတွက်မြန်မာနိုင်ငံမှာညီမ2016တုန်းက10တန်းအောင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီတုန်းကtranscript နဲ့အဲ့တုန်းက certificate လေးကိုပဲ notary ပြန်ပြီးတော့လျှောက်လိုက်တာပေါ့နော်မြန်မာနိုင်ငံ high school transcript နဲ့ high school certificate အဲ့2016တုန်းက certificate ကိုပဲ notary ပြန်ပြီးတော့လျှောက်လိုက်တာဖြစ်တဲ့အတွက် SAT လည်းမလိုဘူးပေါ့ဟုတ်ဟုတ်နောက်တစ်ယောက်မေးထားကြတော့ချင်းရိုင်မှာနေလို့ရှိရင်စားစရိတ်ကတစ်လောက်ကိုဘယ်လောက်ပြင်ဆင်ထားဖို့လိုလဲတဲ့ခက်မှန်ချင်လေးသိလို့ရမလားရှင်လို့ဟုတ်ကဲ့ခုနပြောလို့နေစိတ်ကတော့ညီမပြောလို့အကြောင်းတွင်းအဆောင်ပိုင်းနေတာ1000ကနေပြီးတော့1000ကနေစပြီးတော့အဲကွန်ပါတာဒီရေခဲတက်တာပါတာဒီအလိုက်ပေါ့နော်ဈေးကကွာသွားမယ်အခုအပြင်မှာနေရတော့ညီမနေစိတ်ကတော့တစ်လ3000ဒီထက်နေရည်လည်းရှိတယ်ဒီထက်များရည်လည်းရှိတယ်စားစိတ်ကကြတော့ကိုစားရင်စားတယ်လို့ပေါ့နော်ဒါပေမဲ့ဟိုကျောင်းထဲမှာဆိုရင်တော့အများကြီးဒီမနက်စာနီးလေစာစားရပို့ရတက်တာရပေါ့နော်ဟိုမှာညီမကျောင်းထဲသွားပြတဲ့ရက်တွေဆိုဒါကျောင်းကန်တင်းမှာစားရင်meal တစ်ခုကိုဘတ်30 35 40အဲ့လောက်ပဲအဲ့ထက်များတာမျိုးတိတ်မရှိဘူးပေါ့နော်ဆိုတော့အပြင်ကျောင်းပြင်ရဆိုင်နေမှာစားမယ်ဆိုရင်တော့အဲ့ဒါနည်းနည်းလေးပိုများတယ်။ဥပမာကျောင်းထဲမှာဘတ်30လောက်ဆိုကျောင်းပြင်ရဆိုင်မှာစားရင်ဒါဘတ်50လောက်ပေါ့။ဘတ်50လောက်ပေါ့ဆိုတော့ကိုအမြဲတမ်းကျောင်းထဲမှာလည်းမစားနိုင်ဘူးဆိုတော့လေဒါတနေ့နေတာကိုဘယ်မှာစားလဲပုံမှာတော့နည်းမူတည်တာပေါ့။ကျောင်းတွင်းရဆိုင်ကတော့ပိုတိတတာတော့ပိုပြီးတက်တာရဲအကြောင်းလို့ညီမကျောင်းထဲမှာနေခဲ့ first year တော့ဆိုနေစိတ်စားစိတ်ကောမီတာကတော့အရင်တက်တာရဲကျောင်းပြင်မှာနေလဲနေတော့ဒီနည်းနည်းထိုးတက်သွားတာပေါ့နော်ဆိုတော့တကယ်လို့ဥမာတနက်ကို90လောက်နဲ့တွက်ကြည့်ရင်ပေါ့နော်ဒါတနေ့ကို3နဲ့စားမယ်ဆိုတော့ဒါတရက်ကို150လောက်ပေါ့ဒါလောက်ဆိုရင်တော့စားလို့ရပြီဒါပေမဲ့ဟိုဒါကြီးကိုပဲ30နဲ့မြောက်ပြီးတစ်လားကိုတစ်လောက်ကုန်မယ်ဆိုတော့မဟုတ်ဘူးပေါ့နော်။ဥမာတရက်ကို150နဲ့ဒါတစ်လားရက်30စားမယ်ဆိုတော့ဒါအစားစိတ်က4500လောက်ပေါ့နော်။ဒါပေမဲ့ hidden cost တွေကလည်းရှိတယ်ကိုဘာတွေအသုံးလို့လဲအသုံးဆောင်အိမ်မှာဟိုကကုံဝိုင်းတွေကကုံဝိုင်း hidden cost တွေကလည်းရှိနေတရားဖြစ်တဲ့အတွက်အဲ့ဒီပေါ်တော့မူတည်သွားမယ်ပေါ့နော်။ညီမတော့အခုတော့အပြင်မှာနေရဆိုကိုယ့်ဘာသာကိုပဲချက်စားလိုက်တယ်။ကိုယ့်ဘာသာကိုချက်စားရင်ကြတော့အဲ့ဒီ30ထက်နည်းအောင်လဲစားလို့ရတယ်။အဲတခါလေးကျရင်ကိုယ့်ဘာသာကိုချက်သားဆိုအကုန်အများကြီးထည့်လိုက်တဲ့ခါကျလည်းအဲ့တက်ပို့ပြီးတော့ဈေးကြီးသွားတာမျိုးတွေလည်းရှိရပေါ့နော်။ဆိုတော့အဓိကတော့ဒီဘက်မှာကိုချွေတာရင်ချွေတာတလောက်နေလို့ရတယ်ပေါ့နော်ဒါပေမဲ့လည်းဒါကျမကြီးနဲ့ညီအောင်လူကျမစိတ်ကျမအောင်တော့စားတော့အောင်ပါပေါ့နော်ဟုတ်ဘတ်30ကတော့
ဈေးသက်သာတယ်လို့ပြောလို့ရပါတယ်ဒီမှာဆိုလို့ရှိရင်လည်း30ဆိုရှားခတ်နေပြီ ဟုတ်တယ်အဲ့ကြောင့်မို့လို့ကျောင်းထဲကဆိုင်ကတော်တော်တိတိတာကိုတက်တာတခါလေကြာရင်အိမ်မှာချက်စားလိုက်ကိုစားချင်တာတွေကိုထည့်လိုက်တဲ့ခါကျအိတ်ထက်လည်းပို့ပြီးတော့စီပတ်စံတွေကကုန်ရင်လည်းကုန်သွားအဲ့တော့တခါလေကြာရင်ကျောင်းထဲမှာစားတာတော့ပို့ပြီးတော့တက်တာဒီဟဲ့ ဟုတ်နောက်တစ်ယောက်မိတာကကြတော့ကျောင်းဆောင်မှာနေမယ်ဆိုလို့ရှိရင်တဲ့ကျောင်းဆောင်ရှောက်ရတာလွယ်လားတဲ့သိချင်ပါတယ်တဲ့ Okay ဒီမှာပေါ့နော်အခုလောလောဆယ် policy က first year ကျောင်းသားတွေရောက်လာရင်ဒီနှစ်ကတော့ညီမသိမသေးကြဘူးပေါ့နော်မနှစ်ကဒီ policy ကကြတော့ကျောင်းသားအသစ်ရောက်လာရင်ဒီ first year ကျောင်းသားတွေ ਨੇ အဆောင်မဖြစ်မနေနေရတယ်ပေါ့နော်အဲ့ခါကျတော့အဆောင်ကတေချာပေါက်ရမယ်ဒါပေမဲ့ဘယ်အဆောင်မှန်းတော့မသိဘူးပေါ့ဒီမှာlambda 1ဆောင် L ဆောင်နေလဲရှိရ F ဆောင်နေလဲရှိရအဲ့ဒါကြတော့ random ချပေးတာဖြစ်တဲ့အတွက်ဘယ်ဆောင်ရမလဲမသိဘူးပေါ့နော်lambda 1အဆောင်နဲ့ F အဆောင်ဆိုလို့နည်းနည်းကွာခြားတာလေးရှိရပေါ့ဥပမာ lambda 1အဆောင်မှာဆိုရင်ဒါ၄ယောက်ခန့်မှာအထဲမှာရေချိုးခန်းအိမ်သာပါပြီးသားညီမနေခဲ့ရဆို lambda 1 4မှာဆိုရင်တခန်းချင်းစီမှာရေချိုးခန်းအိမ်သာတက်ပါပြီးသားပေါ့နော် F ဆောင်မှာဆိုရင်じゃသူကဘုံရေချိုးခန်းဘုံအိမ်သာအဲ့လိုမျိုးပေါ့နော်၄ယောက်ခန်းအောင်မှာသူကရေချိုးခန်းဘုံဖြစ်သွားတာမျိုးပြီးတော့နောက်2ယောက်ခန်းရှိရဲ့အဆောင်တွေလည်းရှိရပေါ့နော်အဲကွန်ပါရဲ့အဆောင်တွေလည်းရှိရဲ့အဲ့အဆောင်တွေကတော့နောက် second year third year တွေရကြတာများရယ်ပေါ့နော် second year third year တွေဦးစားပေးရများရယ်ပေါ့နော်ဒီကတော့ first year ရောက်လာမယ်ဆိုရင်ခုနကL ဆောင်နဲ့ F ဆောင်တွေမှာနေရဖို့များရယ်ပေါ့နော်ဟုတ်ဟုတ်ကဲ့ကျေးဇူးပါဟိုနောက်တစ်ခုသိချင်တာကလေ scholarship ထဲမှာကသူကpartially tuition fee အပြည့်ပေးတယ်ဆိုပေမဲ့အဲ့ထဲမှာကvisa ကြေးတို့အဲ့ဒီအကုန်လုံးပါပြီးသားလားဒါမှမဟုတ် tuition fee အကြောင်းစိတ်တည်တဲ့တစ်ခုပဲလားရှင်လုံးဝ tuition fee တည်တတ်မယ်ပေါ့နော်ဥမာညီမဆိုရင်semester တစ်ခုချင်းစီကျောင်းလာကတွင်ကန်ဒီမှာတခြားပေးရတဲ့ course တွေရှိသေးရပေါ့ဥပမာ public facility fee ညီမပေးရသေးတယ်အဲ့ဒါကြောင့်တစ် semester 1000ကျော်ပေါ့နော်အဲ့ဒါကြောင့်ဘာပါမလဲဆိုဥမာ shuttle bus ဖို့ပေါ့နော် shuttle bus ဖို့အဲ့လိုတက်တောင်းတာမျိုးပေါ့တခါဒီ semester အကြောင်းအခန်းကြီးမှာပေးလိုက်ရတာမျိုးပေါ့ဆိုအဲ့ public facility fee 1000ကျော်ထဲမှာအဲ့ shuttle bus ဖို့ဒီမှာ library ဘာတွေသုံးမဲกว่าအကြောင်းက learning space ဆိုပြီးအဲ့လိုမျိုး co-working space လိုမျိုးရှိရဲအဲ့ဒါကြီးသုံးခွင့်နေပါမယ်ဟုတ်ဒါမျိုး1000ကျော်တော့သွင်းရသေးတယ်ပြီးတော့တစ်နှစ်တစ်ခါ health insurance fee သွင်းရတယ်ပေါ့နော်အဲ့ဒါတော့တစ်နှစ်တစ်ခါပဲဒါပေမဲ့health insurance fee 1000ကျော်သွင်းရတယ်ဆိုပေမဲ့ညီမအတွက်ကတော့ဒီ semester တအားတက်စေုံခဏသွားရလို့တော့ဥမာညီမဆိုအရင်တစ်ခါတော့ specialist နဲ့ပြရဆိုရင်ဒီနားနှာခေါက်လေကြောင်အထူးကုနဲ့သွားပြရပါတော့တကယ်ကြာထွက်လာရဲ့ဈေးက2000ကျော်ရယ်ပေါ့နော်ဘတ်2000ကျော်ရယ်ဒါပေမဲ့ညီမ insurance က1800ဘူး cover ဖြစ်တဲ့အတွက်ညီမအဲ့လို200 300လောက်ပဲပေးရတာမျိုးပေါ့ဆိုတော့ health insurance ကလည်းဒါတကယ်ကိုဘယ်တော့ဖြားနာမလဲဆိုတော့မသိနိုင်တဲ့အတွက်ကြောင့်မလို့လေလိုအပ်တယ်ဆိုတော့ဥမာညီမနှစ်တိုင်းရဲ့second semester မှာဆိုညီမ1000ကျော်သွင်းရရယ် first semester မှာဆိုရင်2000ကျော်သွင်းရရယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်မေးရှင်တဲ့မိကုံးလေးရှိလို့ဖြစ်ရင်လည်း chat box ကနေတစ်ဆင့်မေးလို့ရပါတယ်နော်မေးချင်တာပေါ့နော် scholarship ကဒီ intake တွေကအဲ့လိုသတ်မှတ်ထားတဲ့ intake တွေရှိလားပေါ့နော်ညီမလေးလည်းပြောသွားတဲ့အထက်မှာပါသွားလိမ့်မယ်ဒါပေမဲ့ကျောင်းသားအနေနဲ့ပို့ပြီးတော့အဲ့လိုရှင်းရှင်းလင်းလင်းသိတော့နောက်တစ်ခါလောက်ပြန်မေးပေးရပါရှင်ဒီဘယ် intake ကိုပဲအဓိကတည်တံ့ပေးတာမျိုးရှိလဲပေါ့နော်ညီမလေးအခုရှောက်လို့ရတဲ့ scholarship ကပေါ့နော်ရှောက်မယ်ဆိုရင်ရောအခုကတော့ဒီ March လကုန်အထိတော့မိသေးရပေါ့နော်ဆိုတော့ဘယ်ချိန် application deadline နဲ့ဒီ opening date ကဘယ်ချိန်လောက်ဖြစ်လောက်လဲပေါ့နော်ဟုတ်ကဲ့ညီမအခုပြောရဲ scholarship ပေါ့နော်ဒီ4နှစ်လုံး tuition fee cover ဖြစ်တဲ့ scholarship ကကြာဒီ intake တစ်ခုပဲရှောက်လို့ရတာပေါ့နော်ဆိုတော့ညီမတို့ကျောင်းမှာကနှစ်တိုင်း intake 2ခုရှိရယ်ဒီအခုလာမယ့် August လအတွက် intake ပေါ့ဒါတော့အခု
လက်ခံနေပြီး application တွေကြာရင်January လဖွင့်တဲ့ intake တွေနှစ်ခေါက်ခေါ်ရပေါ့ January လဖွင့်တဲ့ intake ကကြာတော့ academic year second semester ဖြစ်တဲ့အတွက်ကြောင့်မို့တော့ program တိုင်းလည်းမဖွင့်ဘူးပေါ့နော် program တိုင်းမဖွင့်ဘူးအရင် limited ဖြစ်သွားတယ် limited ဖြစ်သွားတယ်ဆိုတဲ့အခါကျတော့ရွေးချယ်စရာလည်းတိတ်မရှိသလိုညီမပြောရ scholarship လည်းမခေါ်ဘူးပေါ့နော်ဆိုတော့အခုလက်ရှိအချိန်က most suitable time or the only time for the scholarship ပေါ့ဟုတ်ဟုတ်ကဲ့ပါနောက်ထပ်မေးခွန်းလေး chat ထဲမှာတွေ့ထားလို့ဖတ်ပြပါရစေ။ तू ကတဲ့ခုနကပြောသွားတဲ့အထဲမှာတဲ့ကျောင်းမှာအလုပ်လုပ်ပေးရတယ်ဆိုတာပြောသွားတော့ scholarship condition မှာကြတော့အဲ့နှစ်ခုကိုအချက်တစ်ချက်စီ B နဲ့ C မှာခွဲရေးပေးထားတော့တိတ်မရှင်းလို့ပါတဲ့ဟုတ်ကဲ့အခုကကြတော့လေသူကဒီညီမတို့ကလေအခုလိုမျိုး condition ပါခဲ့ပေမဲ့ပေါ့နော်အဲ့နှစ်ခုကိုလိုမျိုးတက် separately တက်တည်ပြရတာမျိုးတော့မရှိဘူးညီမပြောလို့မို့ scholarship hour တက်အလုံးဝင်လို့ရတယ်ဒါပေမဲ့အဲ့ရအတွက်ကိုညီမတို့ရိုင်းဝင်လုပ်လို့မရဘူးညီမတို့ဒီလိုမျိုးdocument လေးပေးထားတော့အဲ့ document မှာကိုဒီရက်ဒီ professor ဒါမှမဟုတ်ဒီရုံးခန်းမှာဒါပေမဲ့3နာရီဆို3နာရီ4နာရီဆို4နာရီအလုပ်လုပ်ခဲ့တဲ့အကြောင်းပေါ့နော်လက်မှတ်တက်တည်ခံလက်မှတ်ဒီ officer ဒါမှမဟုတ်လဲဆရာမ professor ကလက်မှတ်ထိုးပေးရတယ်ပေါ့အဲ့ဒါလေးကဒီ semester တစ်ခုလုံးအဲ့ဒါ exam နဲ့လိုက်ပြီးတော့ collect လုပ်နေရတာပေါ့အမဟိုပွဲဆိုလဲstep လို့ရင်တွား join လိုက်တယ်ပေါ့ဘာလို့အကြောင်းမှာorientation တို့ပွဲတွေကတော့အများကြီးပဲစတိုက်ဆိုတဲ့အခါကျဒီပွဲမှာ step မလုပ်လိုက်ရလဲပွဲတစ်ခုမှာ step မလုပ်လိုက်ရကိစ္စမရှိဘူးနောက်ပွဲမှာဒါ step လို့သူတို့ပြီးလောက် scholarship hour ကိုလုပ်ရင်လုပ်ခဲ့တဲ့လောက် scholarship hour ကိုcollect လုပ်ခုနညီမပြောတဲ့ document မှာတက်တည်ကန်ဆရာဒါမှမဟုတ်အဲ့ officer ကလက်မှတ်ထိုးပြီးအဲ့ဒါကို semester တစ်ခုရဲ့အဆုံးမှာပေါ့ semester တစ်ခုရဲ့အဆုံးမှာဆိုတာfinal exam ဖြေအပြီး transcript တွေပါ GPA တွေပါထွက်ပြီးရဲ့အချိန်မှာပေါ့ GPA တွေပါထွက်ပြီးရဲ့အချိန်မှာကို GPA ဘယ်လောက်ရလဲဆိုတာနဲ့အတူတူ GPA ဟိုတက်တည်ပြတဲ့ transcript နဲ့အတူတူခုနက scholarship hour collect လုပ်ထားတဲ့ document ကိုဒီ scholarship တာဝန်ခံကိုmail ပို့ပေးရတယ်ပေါ့ဆိုတော့အဲ့နည်းနဲ့ပဲတွားရပေါ့တော့ condition တစ်ခုကိုခွဲရေးထားမယ်အဲ့ဒါကိုတက်တည်ပြရတာမျိုးတော့မရှိဘူးခုနညီမပြောလို့ပဲ scholarship hour plus scholarship hour plus GPA ကို semester တစ်ခုရဲ့အဆုံးတိုင်းမှာခုန scholarship တာဝန်ခံပေါ့ကိုအဲ့လို email မှန်မှန်ပို့ပေးရတာဟို deadline မတိုင်ခင်မှန်မှန်ပို့ပေးရတာမျိုးရရှိရဘာလို့လဲဆိုတော့ deadline မတိုင်ဆိုတော့ကိုအဲ့ဒါမျိုးပို့ပေးဖို့ report လုပ်ဖို့မိသွားရင်ကြတော့ဒါကိုယ့်ရဲ့ IAG ရနေပြီးတော့ညီမတို့ရဲ့ဒီ registration system ကပဲtuition fee သွင်းရတာဖြစ်တဲ့အတွက်ကြောင့်မို့တကယ်လို့ကိုက report မလုပ်ပေးလိုက်ရင်ကိုယ့်ရဲ့ tuition fee ကိုနှုတ်မပေးတာမျိုးတွေပါဖြစ်နိုင်တယ်ပေါ့ဘာလို့ဆိုတော့ဒါကို scholarship hour ဒီလောက်လုပ်ပါမယ် GPA ဒီလောက်ရအောင်စူးစမ်းပါမယ်လို့ကိုကလက်ခံထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သိကြပါreport လုပ်ပေးရမယ်ပေါ့နောက်တစ်ခုရှိတာက scholarship applicant နေ scholarship recipient အနေနဲ့တာဝန်ကြီးတာတစ်ခုအားကြတော့ကို scholarship ကိုလက်ခံရရှိထားတဲ့လူဖြစ်တဲ့အတွက်ကြောင့်မို့လို့ဥမာဒီ environment ကကိုနဲ့အဆင်မပြေဘူးမတက်ချင်ဘူးဆိုပြီးတော့အဲ့လိုကျောင်းကိုထွက်သွားတာတော့ဒီ program ကိုရက်လိုက်တာတော့အဲ့လိုကြိုက်တယ်လို့လုပ်လို့မရဘူးပေါ့နော်ဆိုတော့ကိုကတကယ်လို့ဒီကျောင်းမှမတက်တော့ဘူးဒါမှမဟုတ်ကိုရှောက်တော့ program မဟုတ်ဘဲနဲ့ဥမာညီမကနေပြီးတော့liberal arts and english program ကိုရှောက်လိုက်တယ်အဲ့ program နဲ့ scholarship ကိုလက်ခံရရှိလိုက်တယ်ပြီးတော့မှညီမတခြား major ကိုပြောင်းချင်တယ်ပေါ့အဲ့လိုမျိုးဆိုလဲဒီ scholarship ကဒါ cancel ဖြစ်မယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျောင်းထွက်မယ်ကျောင်းပြောင်းမယ်ဒါမျိုးကြီးဆိုပတ်စံမှာပြန်ယော်ပေးရမယ်ပေါ့နော်ဆိုတဲ့အခါကျတော့အဲ့ဒါကကြတော့ဒီဟာတခြား scholarship ကျောင်းသားမဟုတ်တဲ့လူတွေတက်ကိုကပိုတောင်းဝင်ကြီးရရပေါ့သူကကြတာ
ကျောင်းကို tuition fee ပေးပြီးတက်တာဖြစ်တဲ့အတွက်သူဒါထွက် transfer လုပ်သူတို့စိတ်ကြိုက်လုပ်ခွင့်ရှိရပါဒါပေမဲ့ကိုရီးယားကျတော့scholarship ကိုလက်ခံရရှိထားတဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့လိုမျိုး program ချိန်တာမျိုးကျောင်းdrop out လုပ်တာမျိုးကြီးလုံးဝလုပ်လို့မရဘူးပေါ့နော်ဟုတ်ဟုတ်ကဲ့ပါညီမဘက်ကနေပြီးတော့ကျောင်းသားတွေအတွက်ပြန်ပြီးတော့တစ်ချက်လောက် recap လေးပြန်လုပ်ပေးချင်တယ်ပေါ့နော်Macfarlane University မှာ scholarship ရှာဖို့စိတ်ဝင်စားရဆိုလို့ရှိရင်တော့ GED ဒါမှမဟုတ်ရှင်12တန်းအောင်လက်မှတ်ပြီးလို့ရှိရင်တော့ IELTS TOEFL အဲ့ဒီတွေကိုပါတစ်ခါတည်းပြင်ဆင်ထားမယ်ဆိုလို့ရှိရင်တော့ scholarship ရှာဖို့ပို့ပြီးတော့ scholarship ရဖို့ပို့ပြီးတော့အခွင့်အရေးပို့ပြီးတော့ရတော့ပေါ့နော်ဒါပေမဲ့ကိုက scholarship မလျှောက်ဘူးဒီတိုင်းကွာနဲ့ကိုပဲတက်မယ်ဆိုလို့ရှိရင်တော့ Macfarlane University ကနေပြီးတော့လောက်ထားပေးတဲ့ English test ကိုဖြေလို့ရတယ်ပေါ့နော် IELTS TOEFL တော့မရှိလဲရတယ်ပေါ့ဟုတ်ကဲ့ပါရှင်ဟုတ်ပါလေတို့ကျောင်းသားတွေကိုလေအဲ့ scholarship နဲ့ပတ်သက်ပြီးတော့တကယ်လို့ email လေးပါလေးပို့ချင်တာရှိရင်ပေါ့နော်ဘာလို့လဲဆိုတော့တစ်ခါလေးကြာရင်အဲ့လိုကျောင်းရဲ့ admission ဒီ mail ကနေပြီးတော့reply အရင်မမြင်တာမျိုးရှိရပေါ့နော်အဲဆိုရင်ညီမဒီ scholarship အကြောင်းမေးလို့ရအောင်လို့တစ်ခါလေးဒီ scholarship တာဝန်ရှိသူရဲ့ mail လေးပေါ့နော်တစ်ခါလေးထည့်ပေးလိုက်လို့ရရပေါ့နော်link comment ထဲမှာပဲเนาะ chat ထဲမှာပဲMFU English test က campus ကိုလာဖြေရလား online system ကလာရှင်းတဲ့သူကနှစ်ခုစလုံးရရပေါ့နော်campus မှာဖြေလဲ campus မှာလာဖြေလဲဒီကျောင်းက computer room တွေထဲမှာဖြေရတယ်online လေးဖြေလို့ရတယ်ပေါ့ဒါပေမဲ့ online ဖြေရင်ကြာဥမာသူတို့စီမင်းစည်းကမ်းတွေရောရှိရပေါ့နော်ဒါ camera နှစ်ခုဟိုမှာလုံးဝ quiet ဖြစ်နေရဲ့ချင်းကိုကပြီးတော့ထားဝါလို့မရဘူးဒီလိုမျိုး rules and regulation တွေရောတင်းကျပ်တယ်ပေါ့နော်ဒါ online test ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါပေမဲ့သူတို့အဲ့ဒီ MFU English Placement Trust အတွက်လည်းဘယ်လိုမျိုး system နဲ့သွားမယ်ဘယ်လိုမျိုး rule တွေလိုက်နာရမယ်အဲ့လိုမျိုးဆိုရင်သူ meeting တစ်ခါခေါ်ပြီးတော့လေတေချာ sample လုပ်ပြီးတော့ရှင်းပြပြီးရပေါ့နော်ဒါပေမဲ့ညီမကတော့ ISP လိုက်တာဆိုတော့အဲ့စာမိုးပွဲကိုကိုယ်တိုင်တော့မဖြေဘူးလိုက်ဘူးဒါပေမဲ့တငယ်ချင်းတွေပြောတာလို့ကင်မရာနှစ်ခုနဲ့တေချာပြရတယ်ပြီးတော့လုံးဝ quiet ဖြစ်နေတဲ့နေရာမှာကိုတယောက်တည်းဖြစ်ရတယ်အဲ့လိုစကားကြီးပါလေလုံးဝမပြောရဘူးအဲ့လိုမျိုးပေါ့နော်ဟုတ်ကျောင်းသူကျောင်းသားတွေဘက်ကရောတခြားသိချင်တဲ့မိကုံးလေးရှိသေးလားရှင်မိရတွေအများကြီးကိုတခြားဖြစ်ဖြစ်လို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်တဲ့မေးဖို့မရှိတော့ဘူးဆိုလို့ရှိရင်တော့ဟုတ်ဖြိုးဝေစင်မေးဖို့လေးများရှိလားရှင်မေးခွန်းလေးလည်းမရှိတော့ဘူးဆိုလို့ရှိရင်တော့ဒီနေ့guest speaker အနေနဲ့တက်ရောက်ပေးတဲ့အမအချင်းဆိုကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ပါကျေးဇူးတင်ပါတယ်ရှင်ဟုတ်တက်ရောက်ပေးတဲ့မော်လီညီမလေးတွေလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ပါဒါဆိုလို့ရှိရင်တော့webinar လေးကိုဒီမှာပဲပြီးလိုက်ပါတော့မယ်